ကျွန်တော်ဒီနေ့ဖတ်ပြပြီးတော့မှာတော့ဆရာကျော်လင်းဦး Background Education ရေးတဲ့လူတိုင်းအတွက်ပြောဆိုဆက်ဆံခြင်းဆိုင်ရာအကောင်းဆုံးနည်းလမ်းများစာအုပ်တွေကစကားပြောအတန်ကောင်းစေရန်နည်းလမ်းကောင်းများခေါင်းစဉ်ကိုဖတ်ပြပြီးတော့မှာဖြစ်ပါတယ်။စကားပြောအတန်ကောင်းစေရန်နည်းလမ်းကောင်းများနံပါတ်1ကြည်ကြဲပြောပါတယောက်နဲ့တယောက်ပြောဆိုကြတဲ့အခါမှာကိုပြောလိုက်တဲ့စကားကိုတစ်ဖက်လူကပြီးပြီးတတ်ကြားနိုင်ဖို့အရေးကြီးတယ်။အကယ်၍ကိုပြောလိုက်တဲ့စကားအတန်ဟာရှင်းလင်းပြတ်သားမှုမရှိနားထောင်သူအဖို့အမြဲတမ်းအားစိုက်နားထောင်နေရပြီးနားမလည်တဲ့များကိုခဏခဏမိခိုးများပြန်မေးနေရပါကနောက်ဦးနှစ်ဖက်စိတ်မရှိဖြစ်ပါနောက်ပိုင်းနဲ့ကိုယ့်ကိုပြောဆိုဆက်ဆံဖို့အဖြည်းဖြည်းနဲ့ရှောင်ကျဉ်သွားမှာဖြစ်ပါတယ်။ထို့ကြောင့်မိမိအတန်ကိုပြောဆိုနေတဲ့လူပုဂ္ဂိုလ်နေရာပေါ်မူတည်ပြီးအတန်ကမတိုးလုံးမကျဲလုံးအတန်ဖြစ်အောင်ဂရုစိုက်ရပါမယ်။နံပါတ်2ဖြည်းဖြည်းပြောပါစကားကိုမြန်မြန်ပြောဆိုခြင်းကပေါင်းတဲ့ဆက်ဆံရေးမှာတော့မကောင်းတဲ့အကျင့်တစ်ခုဖြစ်ပါတယ်။စကားကိုမြန်မြန်ပြောဆိုခြင်းကြောင့်လူအများနားမလည်နိုင်တဲ့စကားလုံးကိုပင်တချို့လူတွေအတွက်နားလည်နိုင်ဖို့အခက်ခဲတတ်ပါတယ်။ဒါကြောင့်စကားပြောဆိုတဲ့အခါဖြည်းဖြည်းပြောဆိုပြီးစကားတစ်ကြောင်းနဲ့တစ်ကြောင်းကိုဇက်တိုက်မပြောဘဲခဏရပ်ပြီးပြောဆိုသင့်ပါတယ်။နံပါတ်3ဆိုလိုရင်းစကားလုံးရှင်းလင်းပြီးသားစွာပြောဆိုပါစကားလုံးရှင်းလင်းပြီးသားစွာပြောဆိုခြင်းဟာကောင်းမွန်တဲ့စကားပြောအတန်ကိုပြုစုပြောထောင်ဖို့အတွက်အရေးကြီးဆုံးဖြစ်ပါတယ်။စကားပြောဆိုတဲ့အခါအခန်းများကိုဖြေလျော့ထားပြီးရှာနဲ့သွားများကိုမှန်ကန်သောအနေအထားတွင်ထားရှိရပါမယ်။နံပါတ်4အသက်ရှူလေ့ကျင့်ခြင်းပြုလုပ်ပါအသက်ပြင်းပြင်းရှူတွင်းလေ့ကျင့်ပါကောင်းမွန်သောစကားပြောတံဖြစ်ဖို့အတွက်အသက်ပြင်းပြင်းရှူခြင်းဟာမရှိမဖြစ်လိုအပ်ပါတယ်လူအများစုဟာစကားပြောတဲ့အခါအလွန်လျင်မြန်ပြီးအတန်တိမ်ဝင်ကအသက်ရှူရတဲ့အတွက်ကြောင့်ပိုပြီးတော့တဘာဝမကျတဲ့နာတံကိုဖြစ်ပေါ်စေပါတယ်တင်းအသက်ရှူလမ်းကြောင်းဟာတင်းရင်ပတ်မှာမဟုတ်ပဲတင်း diagram ရေဝမ်းချကြွက်သားမှဖပေါ်လာတင်ပါတယ် diagram ဆိုတာအသက်ရှူလမ်းကြောင်းတွင်အသုံးပြုတဲ့အဓိကကြွက်သားဖြစ်ပါတယ်အစုံနဲ့နှလုံးအောက်တွင်တည်ရှိပြီးအသက်ရှူတွင်းလိုက်တိုင်းအဆက်မပြတ်ကျုံနေပါတယ်။တင်ရှူတွင်းလိုက်တဲ့အခါကျုံသွားပြီးတော့ရှူထုတ်လိုက်တဲ့အခါ diagram ကပြေလျော့သွားပြီးအစုပ်ထဲကလေကိုတွန်းထုတ်ပေးပါတယ်။တင်အသက်ရှူမှန်တလားဆိုတာသိရဖို့အတွက်တင်ရဲ့နောက်ဆုံးနာယူအောက်နာက1 byte ပေါ်တွင်တင်ရဲ့လက်တီကိုတင်လိုက်ပါ။ byte ကိုကျဲလာတယ်လို့ခံစားရပြီးအသက်ရှူလိုက်တိုင်းပခုံးတွေပိုကျဲလာပြီးပြန်လည်ရော့ကျသွားတာကိုတွေ့ရပါလိမ့်မယ်။အသက်ကိုပြင်းပြင်းထန်ထန်ရှူတွင်းခြင်းဖြင့်1 byte ကိုလေဖြည့်ပေးပြီးလေ့ကျင့်ပေးပါ9စက္ကန့်မြရေတွက်ကအသက်ရှူတွင်းပြီးနောက်ထပ်9ကြိမ်ရှူထုတ်လိုက်ပါဒီအသက်ရှူနည်းကိုနေ့စဉ်လေ့ကျင့်ပြီးတဲ့နောက်စကားပြောလှုပ်ဆောင်ကြည့်ပေးပါထိုင်ခြင်းဒါမှမဟုတ်မတ်တရက်ခြင်းမေးစိမ်းနဲ့ပခုံးနှစ်ဖက်ကိုတက်တက်မတ်မတ်ထားခြင်းဖြင့်တင့်ရဲ့အတန်ကိုပုံမလွယ်ကူစွာပုံဖော်နိုင်စေမယ်ကိုသတိရပါထိုနည်းလမ်းဟာတင်စကားပြောတဲ့အခါမှာလည်းယုံကြည်မှုရရှိစေမှာဖြစ်ပါတယ်။ဘာကြတိုင်းရဲ့အဆုံးမှာအသက်ရှူဖို့ကြိုးစားပါ။အသက်ပြင်းပြင်းရှူတဲ့နည်းကိုတောင်းရင်ခိတ္တရက်စရာမလိုပဲနောက်ဝက်ကြကိုဖြတ်တန်းဖို့လေအလုံးလောက်ရှိတင်ပါတယ်။အထက်ပါအတိုင်းလေးချက်ပြောဆိုပါကနားထောင်သူများကလည်းတင်ပြောနေတဲ့အရာကိုပုံမနားလည်စေမှာဖြစ်ပါတယ်။နံပါတ်5အရေးကြီးကြောင်းဒါမှမဟုတ်အလေးနဲ့ပြောဆိုခြင်းတဲ့အကြောင်းအရာများကိုအတန်မြင့်ပြီးတည်တည်ချာချာပြောပြပေးပါအခါတရံမှာစာကြောင်းတွေတူပေမဲ့အဓိကအလေးပေးပြောဆိုလိုက်တဲ့အတန်လေးအတန်ထားကြောင့်ဘာကိုအဓိကဆိုလို့တလဲဆိုတာကိုနားလည်နိုင်ပါတယ်ဥပမာနံပါတ်1ငါမနှက်ပြန်အလုပ်ကိုဘတ်စကားနဲ့သွားမှာနဲ့ငါမနှက်ပြန်အလုပ်ကိုဘတ်စကားနဲ့သွားမှာနံပါတ်3ငါမနှက်ပြန်အလုပ်ကိုဘတ်စကားနဲ့သွားမှာအထက်ပါစာကြောင်းများကိုကြည်ပါကစာကြောင်းနံပါတ်1ဒီဘယ်သူသွားမှလဲဆိုတာကိုစကားပြောတဲ့သူကနားထောင်တဲ့သူကိုနားလည်စေချင်တာဖြစ်ပါတယ်။စာကြောင်းနံပါတ်2ကတော့ဘယ်ချိန်သွားမှလဲဆိုတာကိုစကားပြောတဲ့သူကနားထောင်တဲ့သူကိုနားလည်စေချင်တာဖြစ်ပါတယ်။စာကြောင်းနံပါတ်3ကတော့ဘယ်ကိုသွားမှလဲဆိုတာကိုစကားပြောတဲ့သူကနားထောင်တဲ့သူကိုနားလည်စေချင်တာဖြစ်ပါတယ်။နံပါတ်6စကားပြောလေ့ကျင့်ခန်းများများပြုလုပ်ပေးပါစကားပြောလေ့ကျင့်ခန်းများပြုလုပ်ပြီးအတန်များကို record ပြုလုပ်ထားပါပြန်လည်နားထောင်ပြီး
လိုအပ်တဲ့များကိုအချိန်ချင်းပြင်ဆင်လေ့ကျင့်ပေးပါဘလိုအတန်မျိုးကနားထောင်သူအတွက်ပိုအဆင်ပြေတယ်ဘလိုအတန်မျိုးကဆိုလိုရင်းမရောက်ဘူးဆိုတာသိကြစွာတွေ့ရှိလာပါလိမ့်မယ်โอเคအခုလိုအဆုံးနေနားထောင်နေတဲ့အတွက်ကျေးဇူးတင်ပါတယ်